force မယ်ဆိုရင် force လို့တော့ရနေပြီကိုဝေးဟုတ်တယ်လောကတော့သွေးတဝက်လောက်ထိကိုင်းနေပြဒါပေမဲ့ဒီ pro အနောက်ကိုကတ်လိုက်နေတာပေါ်စားလို့တော့မရအောင် Petrify ရှိနေတဲ့အတွက်ကြောင့်မလို့ချက်ချင်းတော့ Fury Dance ကြီးခဲနေပြဒါမှလည်း PL ဝင်လာခဲ့တော့မှ ABG open ပြီးကောမှာတော့ Winner Cross ကဲရတယ်ဗျာနောက် shot back line ချက်ပြီးတော့ပါလာခဲ့တဲ့ချိန်ဒီမှာတစ်ဖက်ကလည်း AOG ပြန်သွားပြီးမထီဘူး you shot နဲ့ Furious Step Petrify နဲ့မှာ3 man သွားပြီးတော့ထင်နေတဲ့ Evian Real War Outrage မှာ Tetris Charge နဲ့ 4 man လေးပဲ PS7 ပြန်ပေးခဲ့မဲ့ Yuri Immortal Touch down ခဲ့တဲ့ခိုင်တဲ့တစ်ခုမှာထပ်ပေးရဖို့တော့များနေပြီ Quashero he is still alive နောက် shot PS တိုက်ခဲ့မဲ့တခါတည်းပဲပြန်ချဖို့များနေခဲ့တဲ့ချိန်မျိုးတွေမှာ Bigo လေးထပ်ထိန်းထားတဲ့ Yuri ရှင်သာနေစေပဲဗျာ 1 man down ခဲ့တဲ့ Bigo 3 man မှာ shut down ခဲ့မဲ့ Alita PS ပြန်ချခဲ့တဲ့ခိုင်တဲ့မှာ Alita ပြန်ချခဲ့မဲ့ Cherry Cutie ထပ်ပြီးတော့ရှိနေတဲ့ back line တွေအောက်မှာတစ်ဖက်ကလည်း Yuri ပြန်ဆောက်နေခဲ့တဲ့ Winner Crown နဲ့ right time လေးပဲ and target table T-Brock ပြန်ပေးတာနဲ့ 143 trade 8 ban ကြီး Offended Bigo တွေအောက်မှာ Cherry Cutie ဆက်ပြီးတော့သူရဲ့ now spell လေးထပ်ပြီးတော့ရှိနေစေပဲဗျာ Ever Cherry Cutie နှကောင်လဲကြံရှိနေခဲ့တဲ့ခိုင်တဲ့တစ်ခုမှာ 4v2 saturation ဆိုတော့ပြန်ပြီးတော့ 4 back လိုက်တာတော့ပို့ပြီးတော့ကောင်းအောင်မယ် Cherokee Yuri ထပ်ပိုင်းတဲ့ immortality ဆက်ပြီးတော့ရှိနေစေပဲတောက်လျှောက်ဆိုလို့ပါလာခဲ့တဲ့ Offended Bigo တွေအောက်မှာတော့ Ever ထပ်ပြီးတော့ကြာဆုံးသွားခဲ့ပါပြီ 4 man down stretch ကိုတော့ AI Esport အနေနဲ့တောက်ချဆိုလို့ပဲကျွန်တော်လုံးပြနေနေပဲဒီ minion wave တွေအကုန်လုံးတော့ကျွန်တော်တခါလေးရှင်းတော့မယ်ဗျာလောတွေပါတော့မ try တော့တခါလေး Crystal Throw ရိုက်ဖို့တော့ကြိုးစားမယ် Winner Crown ပြန်ခဲနိုင်နေပဲနောက်ဆုံး Crystal Throw တော့ AI Esport ရိုက်ချိုးသွားနေပဲ2-0ဆိုတဲ့ result ကိုတော့အကောင့်ထဲပေါ်သွားခဲ့